ဝန်ထမ်းတွေအနံ့ကတော့သူကသိနေကျွန်တော်တို့အနံ့ကြတော့မသိတော့လုံးဝငြိမ်ပြီးတော့ရှိုးနေအမှန်ကစောင်းစောင်းစိတ်ဝင်စားကျွန်တော်ပဲစိတ်ဝင်စားဗရာရိုင်းဒီလေးတော့ပါဟိုကျေးဇူးပါဒါပြင်ပန်းဝိုင်းရိုင်းဒီလေးတော့ပါအေးဟုတ်ပြီရောအဲ့ဒါစိတ်တော့လက်တယ်တော့ဟုတ်ကောင်းဟာတာဘာလို့ဖေဖေနဲ့စင်လူကြီးလိုက်ဝတ်တာလဲတခြားအမွေးပဲနဲ့ဟာဖေဖေရောဝယ်ပေးတာလေဟောဟုတ်တာပဲကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဒါကျွန်တော်မိသားစုရောက်နေတာတော့ဒါရန်ကုန် Trade Center ဝင်းကိုရောက်နေတာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ရေပေါ့နော် survey vlogger လောက်လာတာတက်တန်း9နှစ်ပြည့်အထိမ်းအမှတ်နေနဲ့ဒါကျွန်တော် survey နဲ့ do ride ကနေပြီးတော့ပူးပေါင်းပြီးတော့ရန်ကုန် Trade Center မှာရှိတဲ့ဒါ Trade Center လေးတွေအတွက်တစ်နေ့တာအစာအလှူပေါ့နော်25သိန်းကိုကျွန်တော်လာရောက်လှူဒန်းရင်းနဲ့ဒါ Trade Center လေးတို့အစာလိုက်ပြီးတော့ကျွေးမွေးသွားမှာပဲဖြစ်ပါတယ်ဒါကျွန်တော်တို့အလှူတွေကိုလိုက်ပြီးတော့ကြည့်ပေးပါအောင်ခင်ဗျာတော့မယ်ကျွန်တော်အခုသိရသလောက်ကတော့ဒီရန်ကုန် Trade Center ဝင်မှာ Trade Center လေးတို့အစာကတော့မနက်8နာရီခွဲမှာတော့တစ်ချိန်ကျွေးတယ်နေ့လယ်2နာရီခွဲမှာတစ်ချိန်ကျွေးရပေါ့နော်အခုကတော့8နာရီနဲ့4မိနစ်ပဲရှိသေးတယ်ကျွန်တော်ရဲ့ဒီ survey vlogger တက်တန်း9နှစ်ပြည့်အထိမ်းအမှတ်အလှူနဲ့အတူအမေများနေနဲ့သွားပြီးတော့တိုက်ဆိုင်တော့မွေးသမီးခင်ကျေးဇူးရှင်ကိုလည်းကျွန်တော်ဖိတ်ကြားထားပါပြီပေါ့နော်ဒီမှာလည်းမပြေဒါကတော့ Trade Center လေးတွေအတွက်အစာကိုတောင်ပေါ့နော်ဟိုဘက်မှာလည်းတစ်ခုရှိသေးတယ်အခုကတော့အစာကားတော့မရောက်သေးဘူးကျွန်တော်အစာကားကိုစောင့်နေတာပေါ့နော်အမမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပထမဆုံးအမနာမည်လေးမိတ်ဆက်ပေးပါဦးရိတ်ကစတိုတောင်ကန်ဒေါ်အေးခိုင်ဖြစ်ပါတယ်ရှင်ရန်ကုန် Trade Center ဝင်မှာဆိုရင် Trade Center လေးတွေဘယ်နှမျိုးဘယ်နှကောင်လောက်ရှိလဲဟောတိတ်ဆန်အကောင်ရေပေါင်း1400ကျော်ရှိပါတယ်1400အဲ့1400အတွက်ကိုအစာကိုကျွန်တော်တို့နေတိုင်းကျွေးရတယ်နေတိုင်းကျွေးပြီးတော့တရက်ဆိုလို့ရှိရင်အစာကုန်ကြစီဘယ်လောက်လောက်ရှိလဲ25သိန်းရှိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါအစာကိုတောင် main ကိုတောင်တော့ဒီကိုတောင်မကောက်ရိုးကိုတောင်တစ်ခုပဲတက်တက်ရှိတယ်ပေါ့ဟုတ်ကဲ့အသားတွေပါကြတော့တရက်တစ်ချိန်ဝင်ဟုတ်ကဲ့တရက်တစ်ချိန်ဝင်ပါတယ်3ရက်တစ်ချိန်က9ပါဟုတ်ကဲ့9ရဲ့ရိတ်ခါဆိုညကကြတော့နေ့စဉ်ဝင်တယ်နေ့စဉ်ဝင်ပြီးတော့နေ့စဉ် area တွေကိုကျွန်တော်တို့လိုက်ချပေးတယ်။ NSC နဲ့ဆိုရင်ပေါင်3200ရှိတယ်မြက်ကတော့အဲ့ဆိုမှအခုပြင်ဆင်ထားတာတွေရအောင်သူ့ area လိုက်ချမဲ့ဟာတွေပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်နော်ကဲပါပါကျေးဇူးပါတကယ်တော့ဒီရန်ကုန် Trade Center ရုံမှာဒီ Trade Center လေးတွေအတွက်ပေါ့နော်တရက်တာအစာကုန်ကြစရိတ်ကဆိုလို့ရှိရင်25သိန်းကြားတင်မှာဖြစ်ပြီးတော့ဒီကတော့ကျွန်တော်တို့အလှူရှင်ရှိမရှိ Trade Center ဟောနေပြီးတော့ဒါကျွေးနေရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ရမှုရဲ့တရိတ်ဆန်တင်းကကြီးကျက်အတွေ့ရဲ့နောက်ပြီးတော့တာဝန်မှုရဲ့လူမျိုးရေးတာဝန်ခံတွေကဆိုတော့ဒီစာတွေကိုစစ်ဆေးပြီးတော့မှာပေါ့နော်ဒီထုတ်ပေးရဆိုတာကိုတေချာလေးစစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခုနကကျွန်တော်တို့မြင်ခဲ့ရတဲ့ဒီအစာကိုတောင်ထဲမှာရှိတဲ့အစာကြောက်တွေဒီအစာတွေအကုန်လုံးဆိုလို့ရှိရင်တော့ဒါတရက်တာဒါကျွေးရမယ်ဟာပေါ့နော်တနေ့တာအလှူမှာဆိုလို့ရှိရင်ကျွန်တော်အသားပါမယ်ပြီးတော့အသီးရွက်တွေပါမယ်ပြီးတော့အစာကြောက်ပါမယ်အဲ့လိုမျိုးအကုန်လုံးကျွေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကျွေးသလိုမျိုး25သိန်းကျမယ်ပေါ့နော်အဲ့လိုမကျွေးခြင်းဘူးဒါဒီအသီးရွက်တွေပဲကျွေးမယ်ဆိုလို့ရှိရင်တော့10သိန်းဟုတ်ပြီအဲ့မှာအသားတွေပဲခွဲကျွေးခြင်းတယ်ဆိုလို့ရှိရင်10သိန်းအစာကြောက်တွေဆိုလို့ရှိရင်တော့9သိန်းပဲကြာမှာပဲဖြစ်ပါတယ်ခင်ဗျခုနကကိုတောင်ကတော့တနေ့တာလုံးကျွေးမဲ့ဟာပေါ့နော်ဒါကတော့ဒါလာပြီးတော့လှူဒန်းတဲ့သူတွေကိုတနိုင်တစ်ပိုင်းကျွေးနိုင်အောင်လို့လိုက်ပြီးတော့စီစဉ်ပေးထားတဲ့ဟာလေးတွေပေါ့နော်ဒီမှာကျွန်တော်တို့လိုမျိုးအစာလာရောက်လှူဒန်းမဲ့အလှူရှင်တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Trade Center ဝင်တွေကိုဝင်မဲ့ဝင်ကြီးရလုံးဝအခမဲ့ဖြစ်မယ်သူနဲ့တူပါလာတဲ့ဒီအဖွဲ့ဝင်တွေရောပေါ့နော်ဒီလိုမျိုး package ကားအသုံးပြုခွင့်ရမယ်ပြီးတော့ကိုကျွေးတဲ့ Trade Center လေးတွေကိုအစာကိုယ်တိုင်ကျွေးခွင့်ရှိမယ်ပေါ့နော်ပြီးတော့ဒီရန်ကုန် Trade Center ကနေပေးအပ်တဲ့ဒါဂုံပြမှတ်တမ်းလွှာလေးလည်းထပ်ပြီးတော့ရမှာပဲဖြစ်ပါတယ်အဲ့လိုပေးလို့ရတယ်ဒါတော့အခုကိုမပေးလို့တာကျွန်တော်မပေးရဲလို့ပေါ့နော်ဒီကောင်ကကျတော့ Mandarin မြောက်သူကဒီ Africa တိုင်းမှာတွေ့ရတယ်ပြီးတော့သူကအသီးရွက်လဲစားတယ်သူကအဲ့လိုနည်းနည်းလေးအကောင်ငယ်လေးလဲစားရပေါ့နော်အစုံစားမြောက်ထဲမှာတော့ပါတယ်အေးဟုတ်ပြီရောအဲ့ဒါစိတ်တော့လက်တယ်တော့တော့ပါလေအဖတ်မလို့ဘူးတားနဲ့သူနဲ့နည်းနည်းစင်လို့တဲ့ဒါလေးကတော့မြောက်ပင်ကူပါရောလေမယူလားမာနာကြီးရညာအခွန်မှာစားရတယ်ဗျာသလားဖရဲသီးကိုလေဟိုမှာဖရဲတော့ဝဝင်တဲ့သူအပြိုင်စားတာကြီးကန်းလေးတော့ရှိပါတယ်ရောတော့ကြည့်သူကနားပါဆောင်းပါခုနကခိုးမြူလေးတွေတွေ့ရသလားခိုးမြူခိုးပြားရှိတယ်ခိုးပြားတော့မရှိဘူးသူကဒါခိုးတန်းလောက်တက်တယ်ဟုတ်လားလောက်တော့ပါဟုတ်ကဲ့လောက်ကြလားလောက်ရ
တက်ကလေးဝိုင်းစုပါဒါဒီတက်ကလေးလေးရဲ့နာမည်ကတော့ဝိုင်းစုလို့ခေါ်ပါတယ် ချစ်လေးချစ်ချစ်ပြော နေရောကဲတကယ်ကြီးသူတို့နှခမ်းကြီးနဲ့ထိရင်အသေးရစရာ တကယ်ထိပါဆိုလို့နန်းနန်းနန်း ဒရိတ်ဆန်လေးတွေကြတော့အချိန်နဲ့ကြွေးရတာဆိုတော့ကျွန်တော်တို့ဒါအမြန်လိုက်ကြွေးရတာပေါ့နော်လူတွေကတော့ဘာမှမစားနေပါဘူးဘယ်လဲစားနေပါပြီအခုတယောက်မှမြင်းကြားပေါက်တေးသေးလေးတကောင်ရှိတယ်သူကတော့2ပတ်လောက်ပဲရှိသေးတယ်ဆိုတော့သူကဟိုငါပြောသေးပြီဒီလိုမျိုးအစာမစားသေးဘူးအနိုးပဲဆိုတာပေါ့နော်ဟိုဘက်တောင်းတော့အကောင်လေးကကြတော့ဒါ9လလောက်ရှိပြီဒါကတော့ကြံ့ပေါ့နော်အထီးလေးက15နှစ်အမလေးကတော့16နှစ်ပေါ့သူတို့ကတစ်ခါကျွေးရင်တော့ဒီလိုမျိုးခုနပြောရဲ10ဖီး10ဖီးလောက်အေးစိအသားလေးစားနိုင်တယ်တော့ပြောတယ်ဒါလေးကတော့မိချောင်းထီးမောင်မဲဖြစ်ပါတယ်မောင်မဲကလည်းမောင်မဲနေတာပဲကွာကဲဒါလေးကတော့မိချောင်းထီးပါဖြူပေါ့နော်အစကကျွန်တော်သေးမယ်ထင်တာသေးတော့မသေးဘူးဟပ်ပလုတ်ကြီးတနေ့တာကျွေးတဲ့ဒီအစာအလှူတန်းမှာတော့အသားပါမယ်အသီးရွက်တွေပါမယ်အစာကြောက်ပါမယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးမိချောင်းတွေမွေတွေကိုဒါကျွေးတဲ့အတွက်ပါပါတယ်ခင်ဗျာဒါလူဝင်ကိုကျွေးမဲ့ဒါအစာလေးပေါ့နော်လူဝင်ရောတော့ဒါကျွန်တော်ကိုယ်တိုင်ကျွေးလို့မရပါဘူးဒီဒရိတ်ဆိုင်ရောကျွမ်းကျင်တဲ့ဒါလူတွေကနေပြီးကျွေးတာပေါ့နော်ဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါလူဝင်အထီးနာမည်ကလီယိုပါအမနာမည်လေးကပင်ကီပါကဲပင်ကီလာအော်လာပြီပင်ကီဟုတ်ကောစားလို့ရှိဘူးဈေးမမိုဒီကိုစရောက်တဲ့အချိန်ကတော့ဒါ तू ကအသက်9နှစ်လောက်မှ तू ကစရောက်တယ်လို့သိရတယ်အခုကတော့အသက်80ကျော်သွားပါပြီခင်ဗျာဒါတော့ Drake ဆန်ရုံရဲ့တကယ် idol ပေါ့ရန်ကုန်စုရဲ့ဘယ်လားတစ်ချက်တစ်လုံးပဲကြောင်းမှုတစ်ဖီးကိုကျန်းသွားပြီနော်မောလိုက်တာကဲဒီဒါလေးကတော့ rap panda လေးပေါ့နော် rap panda လေးမောင်မောင်နဲ့မီမီရဲ့အစာအာဟာရရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ Riety ကနေပြီးတော့ဒါပေးထားတာပေါ့နော်အကယ်၍ကျွန်တော် Riety ဘူးလေးတိတ်ဆောင်မှာတောက်ပြီးပြီဆိုလို့ရှိရင်ဒီထဲကိုအဖုံးလေးကိုထည့်လိုက်ခြင်းအပြင်ဒါတို့အဲ့လိုမျိုးကူညီရရောက်တယ်ပေါ့နော်ဒီ rap panda လေးကတော့ကျွန်တော်တို့ဒါ air con နဲ့ထားပေးရတယ်ပေါ့နော်သူမနက်ပိုင်းဆိုလို့ရှိရင်တော့သူကဒီအပြင်ဒီလိုမျိုးပြိဿံလေးနေတဲ့တစ်ပင်လေးလို့သူကထုတ်ပဲထွက်လာပြီအဲ့လိုတော့ပြန်ပြေးဝေရောအဲ့တော့အဲ့လိုဒီအပြင် temperature နဲ့အတွင်း temperature ကိုသူကမျှပေးရတာပေါ့နော်အဲ့တော့အရန်ပူလို့ရှိရင်မရတော့အဲ့လိုမျိုး air con ကန်လေးနဲ့ထားရပါတယ်ကဲဒါကတော့ကျွန်တော်တို့ဒါကြားစာကျွေးဖို့အတွက်ပါဒီကောင်ကတော့အမဲသားတွေပေါ့နော်သူကလည်းသူအကောင်လိုက်ဒါခွဲထားတာပဲဖြစ်ပါတယ်ကဲဒီထဲမှာရှိတဲ့ဒါကြားကတော့ဘောစီကြားပေါ့နော်ကြားမှာစမိုင်းဆိုစားတာပါကဲဒီကြားစာကျွေးတဲ့နေရာမှာဒါကျွန်တော်ရဲ့ဒီချစ်လေးကနေပြီးတော့ပေါ့နော်ဒီလှောင်ရင်တဲ့အထိကိုဒါလုံးဝတက်ဆွန်ဆိုင်မှာဝင်ကျွေးမှာပဲဖြစ်ပါတယ်လောက်ကျတကယ်ဝင်ကျွေးမှာပဲဘာလို့ကြောက်တာလားကိုရင်ပြအလကားစားတော့ကျွန်တော်အဲ့လိုဝင်ကျွေးလို့မရပါဘူးနာကဲဦးမလာဘူးဟာကိုဒီတကားတော့ခိုင်နေမလားဒီဟာကနေပြီးတော့ချိတ်ပြီးတော့ထည့်ပြီးဒါကတော့အခုအစ်ထပ်ရောက်ထားတဲ့ဒါကြားပေါက်လေး၄កောင်ပါအသက်ကတော့ဒါ3လသားပဲရှိသေးတယ်ခင်ဗျဒါဟိုတလောကမှကျွန်တော်တို့ရောက်တော့တွေ့ခဲ့တဲ့ကြားပေါက်အသေးလေး3កောင်ဒီ site ဖြစ်သွားပြီဒီမှာကြည့်အောင်
ဒါ9လဒီ size ဆိုရင်တော့ကျွန်တော်တို့ဟိုဟာလာနည်းနည်းတင်ကြဖြစ်သွားတယ်တိရစ္ဆာန်များကိုဒါစားနောက်ချင်း6လက်ချင်းထိတွေ့ကင်နေခြင်းများမပြုတ်လို့ပါရင်မေတ္တာရက်ခံတယ်ပေါ့နော်ဒါအန်ရရှိပါတယ်ဒီကြားပေါက်လေး3កောင်ရဲ့နာမည်ကတော့ရွှေမိုးရယ်ငွေမိုးရယ်ရွှေသမီးရယ်ပါမင်းသမီးတယောက်ပါပါတယ်မင်းသမီးတယောက်ပဲဟုတ်လားမင်းသမီးတစ်ကောင်ကျွန်တော်တို့ချင်းလေးစာကျွေးမှာပေါ့နော်ဒီချင်းလေးမနာမည်ကတော့ Rossi ပါဒါကတော့ကျွန်တော်ဒါနစ်ကနေပြီးတော့တောင်းနေဒီဝင်ကျွေးမှာပါဟုတ်လားမင်းမကျွေးပြီးသွားတူသားဒါ तू ကအခုအစာမစားသေးပဲနဲ့ဒီကဝန်ထမ်းတွေအနံ့ကတော့ तू ကသိနေပြီကျွန်တော်တို့အနံ့ကြတော့မသိတော့လုံးဝငြိမ်ပြီးတော့ရှိုးနေအမှန်ကန်လုံးဝစောင်းမစောင်းစိတ်ဝင်စားကျွန်တော်ပဲစိတ်ဝင်စားအိုးကွတ်တီပဲကျွန်ဒီစတစ်တွေဒီချက်ကွာပေါ့နော်သူတို့တော့ဒါလက်နဲ့အဲ့လိုမျိုးပြိဿံရဝန်ထမ်းတွေတော့ကျွေးလို့မရပါဘူးအရမ်းမြန်တဲ့အတွက်brother rider လေးတော့ပါဟုတ်ကျေးဇူးပါအခုကျေးဇူးပါဒါပင်မဝိုင်း rider လေး3000ပါဟုတ်ကဲ့ကျေးဇူးပါပြိဿံကိုကျွန်တော်တို့လာပြီးလဲတဲ့အချိန်မှာကျွန်တော်အရန်ချွေးတွေထွက်ပြီးတော့ရေတက်တွေဆုံးရှုံးတာများနေပြီဆိုလို့ရှိရင်တော့ rider ရဲ့ဒီ oasis ဒါကောင်တာလေးရှိပါတယ်သူတို့စနေတိုင်းတိုင်းရှိပါတယ် rider ဘူးလေးလည်းရောင်းပေးတယ်ပြီးတော့ gain တွေလည်းဆော့တယ်ပြီးတော့သူတို့ promotion လေးရှိရဗျာဘယ်နှဘူးဝယ်လို့ရှိရင်မဲနှိုက်ရတာတို့ဘာတို့အဲ့လိုမျိုးရှိရဗျာဆိုတော့ကျွန်တော်အခုလည်း gain လေးသွားဆော့လိုက်အောင်လိုက်ခဲ့အောင်ဟာကောင်းလားဒါပဲဒါတော့ကျွန်တော်ငယ်ငယ်တုန်းကဆော့ခဲ့တဲ့ဒါဝေးလေကားပေါ့နော်လားလိုက်မနော်တုံးကြပါဟုတ်နိုင်သွားပြီလားနိုင်ပါပြီ rider ရဲ့ oasis ကောင်တာလေးမှာဆိုလို့ရှိရင်ဒါ3ဘူးဝယ်လို့ရှိရင်ဒါမဲတခါနိုင်လိုက်ရမယ်နော်ဟုတ်တယ်နော်တကန်ဆမ်းမဲ့ပါပါလဲတကန်ဆမ်းမဲ့စာအုပ်ပြင်ပေါ့နော်ဒီခေါက်ရက်တောင်လေးပါမယ်အုပ်ပုတ်လေးရဲ့တီရှူလေးရဲ့ပြီးလို့ရှိရင်စတစ်ကာလေးပါစတစ်ကာလေးပါပဲအိတ်လေးပါမယ် rider ဒီဘူးလေးလည်းထည့်ပေးထားပါမယ်rider ဒီတူဟုတ်စပင်းရတာလေးပေါက်ပါတယ်ရှင်အဲ့ဒါစပင်းရတာဟုတ်ကဲ့ရှင် rider စပင်းရတာလေးပါဟုတ်ကျေးဇူးပါညီမလေးဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါကိုဟုတ်ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ပါဒီနေ့ကတော့ကျွန်တော်တို့လာလှူတဲ့အလှူလေးမှာ rider ကနေပြီးတော့ဒီရန်ကုန်ဒိုင်းဆောင်မှာရှိတဲ့ဝန်ထမ်းတွေအကုန်လုံးအတွက်ကိုလည်းအေးဘူး240ထပ်ပြီးတော့ဒါပေးရတာပဲဖြစ်ပါတယ်ဟုတ်ကျေးဇူးပါကျွန်တော်တို့ရန်ကုန်လူသိတဲ့နေရာကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါအမေကိုချစ်တယ်ဆိုတဲ့အကြောင်းအမေကိုဘယ်လောက်ထိချစ်လဲအမေနဲ့ပတ်သက်ပြီးတော့ဒါအမေအကြောင်းလေးနည်းနည်းလေးပြောပြပေးပါဦးအမေကိုအများကြီးချစ်ပါတယ်အများကြီးချစ်တယ်ဟုတ်ကဲ့ပါတကယ်ကချီနိုးရတဲ့ထိုက်တန်လေးပါကဲဒါဆိုလို့ရှိရင်ကျွန်တော်လွယ်လွယ်လေးပဲမေးမယ်ဗျာနော်မေမေအကြိုက်ဆုံးအစားအစာပါလဲဂျီယိုမှန်လားဗျမှန်ပါတယ်ဟုတ်ကဲ့မှန်ပါတယ်ခင်ဗျာကဲနော်အကြိုက်ဆုံးအစားအစာမေမေရဲ့အကြိုက်ဆုံးအစားအစာဒါသိသွားတာပါဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့ဆုလက်ဆောင်လေးချင်းမြင်ပေးပါမယ်ခင်ဗျာပါဝင်ပေးရတဲ့ကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာကျေးဇူးပါခင်ဗျာကျွန်တော်တို့ဒီမှာရှိရတဲ့သူတွေအတွက် Happy Mother Day လေးဆိုတော့ဖျော်ဖြေရေးလေးသွားလိုက်ရင်ကောင်းမယ်ဗျာနော်ဟုတ်ကဲ့ပါဗျာရန်ကုန်ဒရိတ်ဆန်ဥယျာဉ်မှာပေါ့နော်ဒါဒရိတ်ဆန်လေးတွေအတွက်ရက်တာအစာအာဟာရအလှူကတော့ဒါ25သိန်းပေါ့နော်အဲ့ဒါကိုကျွန်တော်နဲ့တူတူ rider ကနေပြီးတော့ဒါအောင်လှူနေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကျွန်တော်နဲ့ rider ဒါနှစ်ဦးရဲ့အလှူမဟုတ်ပါဘူးကျွန်တော်ဒီနေ့ဒီအချိန်ဒီပေါ့နော်9နှစ်အတိတောက်လျှောက်ကြည့်ရှုပေးခဲ့ကြတယ်ကျွန်တော်ရဲ့အခုကြည့်ရှုသူတွေ viewer တွေ fans တွေရဲ့အလှူလဲပါပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါကျွန်တော်တို့ fans တွေကြည့်ရှုသူတွေကျွန်တော်တို့ချစ်ခင်ပေးကြတဲ့သူတွေရဲ့ view တွေနဲ့ကျွန်တော်တို့ရက်တည်နေမှာမဟုတ်လို့ပါဆိုတော့အားလုံးကြည့်ရှုပေးကြတဲ့လူတွေအကုန်လုံးကိုကျွန်တော်အမျှပေးပါတယ်ခင်ဗျာအားလုံးပဲအမျှပါဒါတို့ပါခင်ဗျာကဲဆိုတော့ခင်ဗျားတို့ရဲ့ဒါပဲပါ bye bye